အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့တခြားအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမျိုးမဟုတ်ပဲကျွန်တော်တို့ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ organization ကို reformation လုပ်ထားတာတနည်းပြေသွားပါပြီကျွန်တော်တို့ Pray Forward ကိုတော့2024ခုနှစ်17လပိုင်း17ရက်နေ့မှာ knowledge sharing channel အတစ်ခုအနေနဲ့စတင်ခဲ့တာဖြစ်ပါတယ်စတင်ချိန်တုန်းကတော့ဘလူးနယ်ပယ်ဘလူးကန်တာဘလူးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမယ်ဆိုတော့တိကျရည်ရတဲ့ဥတီချက်မရှိခဲ့ပဲစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဒါစီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒါကို Pray Forward Original ရဲ့ Facebook Page နဲ့ YouTube Channel တွေမှာထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။တမိုင်းကြောင်းဆိုင်ရာဆောင်းပါးတွေမြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ဆောင်းပါးတွေရိုးရာယဉ်ကျေးမှုတွေနဲ့သက်ဆိုင်တဲ့ဆောင်းပါးတွေစသဖြင့်ရောထွေးနေခဲ့ရဖြစ်ပါတယ်။ကွန်တက်တွေကလည်းတစ်ခုနဲ့တစ်ခုအဆက်ဆက်မရှိခဲ့တာကြောင့်စိတ်ဝင်စားဖို့လည်းကောင်းမနေခဲ့ပါဘူး။အဲဒါကြောင့်2025ခုနှစ်ဇူလိုင်လမှာတော့မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ကွန်တက်တွေကိုတည်တံ့တင်ဆက်ပေးနိုင်ဖို့အတွက် Pray Forward Burma Special ဆိုတဲ့ channel ခွဲတစ်ခုဖန်တီးခဲ့ပြီးမြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတီးခြားတင်ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့မကြားလိုက်ပါဘူး။ဇူလိုင်လလောက်ကုန်ခန်းဒီမှာတင် channel ဟာဖျက်ချခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ Pray Forward ကို reform ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပြီး2025ခုနှစ် August လ10ရက်နေ့မှာတော့ Pray Forward Organization ကို Pray Forward Infinity ဆိုပြီး reform ပြန်လုပ်ခဲ့ပြီး Pray Forward Infinity ကနေမြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနိုင်ဖို့အတွက် Pray Forward Burma Focus အခြေခံပညာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက် Pray Forward Education နဲ့သမိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနိုင်ဖို့အတွက် Pray Forward History ဆိုပြီး channel ခွဲ3ခုဖန်တီးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ Pray Forward Burma Focus ကိုတော့အဲ့ဒီလအတွင်းမှာပဲအကောင့်ထဲပေါ်နိုင်ခဲ့ပြီး2025ခုနှစ်အောက်တိုဘာလအထိဗီဒီယိုတွေစောင်းပါးတွေဖန်တီးတင်ဆက်ပေးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ခေတ္တရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီနောက်2026ခုနှစ်ဇွန်လအတွင်းမှာ Pray Forward Education Channel ကိုစတင်အကောင့်ထဲပေါ်နိုင်ခဲ့ပြီးဇူလိုင်လမှာတော့ Pray Forward Burma Focus ကိုပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ Pray Forward History ကိုလည်းအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ Pray Forward Infinity က YouTube Channel ခွဲ3ခုရှိထားတာဆိုပေမဲ့ Facebook Platform ပေါ်မှာတော့ Pray Forward Original ဆိုတဲ့ကျွန်တော်တို့ရဲ့ပင်မ Channel တစ်ခုတည်းသာရှိမှာဖြစ်ပြီး YouTube Channel ခွဲ3ခုလုံးက content အားလုံးကို Facebook Platform ပေါ်မှာတော့ Pray Forward Original ကနေဒါတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Pray Forward နဲ့သက်ဆိုင်တဲ့အခုလိုအကြောင်းအရာတွေနဲ့ပေါ့ပါ content တွေကိုလည်း Pray Forward Original Channel တွေကဒါတင်ဆက်ပေးသွားမှာဖြစ်ပြီး Channel ခွဲတွေမှာတော့သက်ဆိုင်ရာကဏ္ဍတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့် Pray Forward Original ရဲ့ Facebook Page YouTube Channel နဲ့ Telegram Channel တွေကိုလည်း follow ထားလို့ရနိုင်ပါတယ်။လက်ရှိမှာကျွန်တော်တို့ Pray Forward ကဗီဒီယိုတွေကို Facebook Platform နဲ့ YouTube Platform တွေမှာတင်ဆက်ပေးထားနိုင်ပြီးဆောင်းပါးတွေကိုလည်း Telegram မှာပဲတင်ဆက်ပေးထားနိုင်နေဆိုပေမဲ့နောက်နှစ်ထဲမှာတော့ TikTok Platform မှာပါတင်ဆက်ပေးနိုင်ဖို့ကြိုးစားသွားပါမယ်။ဆိုတော့ကျွန်တော်တို့ရဲ့ channel ခေါ်တဲ့အကြောင်းကိုဆက်ကြည့်ကြရအောင်ပါ။ဒီ channel မှာတော့မဖြစ်မနေလေ့လာသင်တဲ့ကဏ္ဍတွေထွေထွေဘူးတူးကဏ္ဍတွေနဲ့အတွေးခေါ်ပိုင်းဆိုင်ရာကဏ္ဍတွေအစရှိတဲ့ကဏ္ဍတွေကိုနယ်ပယ်ကြီး၃ပိုင်းခွဲပြီးမှတင်ဆက်ပေးရဖို့စီစဉ်ထားပါတယ်။ပထမနယ်ပယ်မှာတော့ကဏ္ဍ၅ခုဒုတိယနယ်ပယ်မှာတော့ကဏ္ဍ၃ခုနဲ့တတိယနယ်ပယ်မှာတော့ကဏ္ဍ၅ခုဆိုပြီးပိုင်းခြားတင်ဆက်သွားဖို့အတွက်ကဏ္ဍဦးစီစဉ်ထားပြီးလိုအပ်ရင်လိုအပ်သလိုကဏ္ဍတွေကိုတိုးချဲ့တာတွေဖျက်သိမ်းတာတွေလှုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်။ဒီ channel ကတော့မြန်မာနိုင်ငံအကြောင်းကိုအထူးပြုတင်ဆက်မဲ့ channel ဖြစ်တဲ့အတွက်မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေမြန်မာနိုင်ငံသမိုင်းအကြောင်းတွေအချက်အလက်တွေနဲ့မြန်မာပြည်တွင်းပြည်ပခါအကြောင်းတွေကိုနယ်ပယ်ကြီး၃ပိုင်းခွဲပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ channel ရဲ့ပထမနယ်ပယ်ကတော့အထူးဆောင်ပါအစီအစဉ်တွေအမေးပြေဆွေးနွေးမှုကဏ္ဍတွေနဲ့ editor arbor တွေကိုစုစည်းထားတဲ့အထွေထွေစုစည်းမှုဖြစ်ပြီးဒုတိယနယ်ပယ်ကတော့မြန်မာနိုင်ငံအကြောင်းလေ့လာနိုင်မယ့်နယ်ပယ်ဖြစ်ပါတယ်။တတိယနယ်ပယ်ကတော့မြန်မာပြည်တွင်းပြည်ပခါအကြောင်းကိုအထူးပြုထားတဲ့နယ်ပယ်ဖြစ်ပါတယ်။ဒီ channel မှာတော့ပထမနယ်ပယ်မှာကဏ္ဍ3ခုဒုတိယနယ်ပယ်မှာကဏ္ဍ9ခုနဲ့တတိယနယ်ပယ်မှာကဏ္ဍ17ခုခွဲပြီးတင်ဆက်ပေးဖို့ကဏ္ဍဦးစီစဉ်ထားပါတယ်။တမိုင်းနဲ့ဆိုင်တဲ့ဒီ channel မှာတော့တမိုင်းကျောင်းတွေကိုနယ်ပယ်ကြီး3ပိုင်းပိုင်းခြားတင်ဆက်ပေးသွားမှာဖြစ်ပြီးလောလုံးဆယ်မှာတော့နယ်ပယ်3ခုအတွက်ကဏ္ဍ9ခုကိုကဏ္ဍဦးစီစဉ်ထားပြီး channel စတင်ချိန်မှာတော့ကဏ္ဍတွေကိုထပ်မံတိုးချဲ့သွားဖို့ရှိနေပါတယ်။လက်ရှိမှာတော့နယ်ပယ်တွေနဲ့ကဏ္ဍတွေထဲမှာဆိုရင် Pray Forward Education Channel မှာပထမနယ်ပယ်ထဲကပထမကဏ္ဍဖြစ်တဲ့နိုင်ငံကဏ္ဍကိုတင်ဆက်ပေးနေပြီဖြစ်ပြီး Pray Forward Burma Focus မှာတော့ပထမနယ်ပယ်ထဲကပထမကဏ္ဍဖြစ်တဲ့အထူးဆောင်ပါအစီအစဉ်နဲ့တတိယနယ်ပယ်ထဲကနဝမမြောက်ကဏ္ဍဖြစ်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့များဆိုင်ရာကဏ္ဍစတာတွေကိုတင်ဆက်ပေးလျက်ရှိပါတယ်။ဒီလထဲမှာပဲနောက်ထပ်ကဏ္ဍအသစ်တွေကိုထပ်မံတင်ဆက်ပေးဖို့ရှိနေပါတယ်။ Pray Forward History ကတော့အခုဒီစတင်အကောင့်ထဲမှာပေါ်နိုင်သေးတာကြောင့်ဘယ်ကဏ္ဍကိုမှတင်ဆက်ထားနိုင်ခြင်းမရှိသေးပါဘူး။ကဏ္ဍတွေကိုတော့ Facebook နဲ့ YouTube Platform တွေမှာဆိုရင် playlist အနေနဲ့တွေ့ရှိရနိုင်ပြီး Telegram မှာဆိုရင်တော့ဆောင်းပါးတွေရဲ့မိတ်ဆက်မှာ hashtag တွေသုံးပြီးခွဲခြားပေးထားပါတယ်။2025ခုနှစ်တုန်းက Pray Forward Burma Special ကနေတင်ဆက်ပေးခဲ့တဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေအကြောင်းဗီဒီယိုတွေလက်ရှိတင်ဆက်ပေးနေတဲ့ content တွေကိုဖတ်ရှုနားဆင်နိုင်ဖို့အတွက် Pray Forward Original ရဲ့ Telegram Channel မှာ content လမ်းညွှန်တစ်ခုကိုဖန်တီးပေးထားပါတယ်။ဒီ content လမ်းညွှန်ကိုတော့ video ရဲ့ description မှာထည့်ထားပေးမှာဖြစ်ပြီးအဲ့ဒီကနေတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ description ကနေဝင်ရောက်ကြည့်ရှုဖို့အခက်အခဲရှိခဲ့ရင်လည်း
Break Forward Original လို့ Telegram မှာရိုက်ချပြီး channel ရဲ့ pin message ကနေတဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။လက်ရှိမှာတော့ကျွန်တော် team ဟာ comment တွေကို reply လုပ်တဲ့နေရာမှာအလွန်အားနည်းပါတယ်။အထူးသဖြင့် Facebook platform ပေါ်မှာဆိုရင် comment တွေကိုဝင်ဖတ်လို့မရှိတာကြောင့် comment တွေကို reply မပြန်မိတာတွေရှိခဲ့ရင်အလွန်အားနာမိပါတယ်။အလားတူပဲ message တွေလည်းမဖတ်ဖြစ်တာကြောင့် Messenger မှာစာမပြန်မိရင်လည်းအလုံးညွန်တောင်းပန်ပါတယ်။အကယ်၍အရေးကြီးကိစ္စရပ်တွေအတွက်ဆက်သွယ်လို့ရင်တော့ breakforward.mm@protonmain.com ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်။ကျွန်တော်တို့ break forward ရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။ဒီ channel အစကနေအခုချိန်ထိကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။ဘုံမကောင်းမွန်တဲ့ content တွေကိုလည်းဆက်လက်တင်ဆက်ပေးပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။